Cartier လက်စွပ်ကို unboxing လုပ်မှာဖြစ်ပါတယ် packaging လေးနဲ့ match ဖြစ်အောင်အင်ဂျီနေအောင်ဝတ်ထားတယ်ဝယ်ထားတာတော့9ရက်လောက်ရှိပြီဒါပေမဲ့ unboxing လုပ်ဖို့နှမျောနေရဆိုတော့ဒီနေ့မှပဲ unbox လုပ်ဖြစ်တယ်ဒါလေးကတော့ bounce ပါဒီနေ့ unboxing လေးကို ASMR style လုပ်မှာဖြစ်ပါတယ်ဒါကတော့ဒီလက်စွပ်လေးရဲ့ certificate ပါ certificate ထဲမှာတော့ serial number ပြီးတော့ date stamp နောက်ပြီးတော့လက်မှတ်လည်းပါပါတယ်လက်စွပ်ထည့်တဲ့အိတ်ကလေးကတော့ဂရီပါအိတ်အနီအောင်လေးအယောင်လေးကတော့စူနေရပဲအတန်လည်းမထွက်ပဲနဲ့ ASMR ကြီးလုပ်နေတာဒါကတော့လက်စွပ်ထည့်ထားတဲ့ packaging ကြည့်ပါအောင်အဲ့ဒီဖျောင်း stamp လေးက I thought it was very classic ဒီ packaging လေးကတော့ကို Christmas မှာလို့ Santa Claus ကလက်ဆောင်ပေးနေလို့ခံစားရပါတယ်ညီမကတော့ဒီစာရွက်ကလေးတွေကိုခောက်ထားတဲ့ detail တပေါ်ကြတယ်အရန် focus ဖြစ်ပြီးတော့ကြိုးစားပြီးဖောက်နေတဲ့ရုပ်လည်းကြည့်ပါအောင်ရှင်ပန်းနေနွင်နှမျောသလိုဒီဖျောင်း stamp မျိုးဖောက်ရတာလည်းနှမျောမိပါတယ်ဒီလက်စွပ်လေးကတော့ဘာလို့ special ဖြစ်လဲဆိုတော့ကိုအလုပ်လုပ်ရင်းနဲ့စုပြီးရတဲ့ပတ်စံနဲ့ပထမဆုံးဝယ်တဲ့လက်ဆောင်မလို့ပါ Oh my god look at the case it looks so cute Tada ဒါလေးကတော့ညီမဝယ်ထားတဲ့လက်စွပ်ပဲဖြစ်ပါတယ်ဒီလက်စွပ်လေးကတော့ 18K yellow gold love collection ထဲကလက်စွပ်ပါလက်စွပ်ပြတဲ့ပုံကမသိရင် propose လုပ်တော့မှကြာနေရပဲငယ်တော့ကလက်စွပ်ဝတ်ပြီးတော့ပြန်ချွတ်လို့မရလို့ဆက်ပြနဲ့2နာရီလောက်ချွတ်လိုက်ရတယ် so I'm like a little traumatized အဲ့ဒါကြောင့်မလို့ကိုထက်နည်းနည်းလေးချောင်းတဲ့ size ကိုဝယ်လိုက်ပါတယ်ဒီလက်စွပ်လေးကတော့ညီမရဲ့လက်ကလေးရောလက်ညှိုးရောဆက်ပါတယ်ညီမကတော့လက်ကလေးမှာဝတ်တာများတယ်အားလုံးရောဘယ်လက်ချောင်းမှာပို့ဖြစ်လဲ Thank you for watching bye